ကိုကသူ့ကိုမေးလိုက်တော့မယ်လို့ဆုံးဖြတ်ပြီးသွားပြီသူမရှိဘဲနဲ့လေကိုကနေနိုင်နေပြီကိုချင်းမောက်ထားပါတော့ဒါပေမဲ့အဲ့လိုမျိုးဖြစ်မှာဘာဖြစ်လို့သူကကိုစီပြန်ရောက်လာလဲကိုစီပြန်လာခြင်းတလို့တည်င်းနေဘာလို့ကြားနေရလဲဟုတ်ပြီဒါကိုဒီနေ့တူတူဖြေရှားကြမယ်နော်သူဘာဖြစ်နေရလဲဘာကြောင့်ကိုကိုလာပြီးလွှမ်းမိုးနေရလဲဘာကြောင့်လဲဆိုတော့ तू ကကိုကပေါ့နော် तू မရှိဘဲနဲ့တကယ်ပဲနေနိုင်တာလားဆိုတော့ तू ခံစားမိလာတယ် तू မရှိတာတော့မှကိုကနေနိုင်တယ်ဆိုတဲ့စိတ်ကို तू ကမကြိုက်ဘူးသိရမလားကိုလက်မလွတ်ချင်ဖြစ်နေရဲ့အခုကြတော့မှလေသူ့ဘာသာ तू မေ့နေမယ်နော်ကိုကမေ့ရင်တော့ तू ကမကြိုက်ဘူးအဲ့လိုပုံစံမျိုးပြီးတော့သူ့ရဲ့ပုံစံကသူဘာတွေးနေမလဲပေါ့နော်အဲ့တော့သူ့ရဲ့အတွေ့အကြတော့ပေါ့နော်အရင်တော့ကကြတော့တဲ့ကိုကအမြဲတမ်းသူ့ကိုလိုက်ပြီးတော့မှလိုက်ကြည့်နေတယ်ကို stop လုပ်ခဲ့တာကြီးသူသိရပေါ့ပြီးတော့ဒီသူလိုချင်တာတွေသူလိုအပ်တာတွေလည်းကိုကအမြဲတမ်းဖြည့်ဆည်းပေးပြီးသူ့အနာမှာရှိခဲ့တယ်အခုကြတော့မှကိုဘာဖြစ်လို့ဒီလောက်ငြိမ်သွားလဲဆိုပြီးသူကပြန်တွေးနေရတဲ့အမလေးနော်ကိုကဂယူဆိုင်ခဲ့တော့ကကြတော့သူကပြန်ပြီးတော့ကိုအလေးနဲ့ထားရကောင်မသိလို့လားနော်အခုကြမှာအခုကြတော့เนาะအရင်ကကို store လောက်တာမကြိုက်ဘူးလို့ပြောခဲ့ပြီးတော့သူပဲကိုပြန်ပြီး store လုပ်နေရဲ့တဲ့ကတ်တရားပြောနေပါတယ်ရှင် overall ပြန်ပြောပေးရမယ်ဆိုရင်တော့သူအခုမှနောင်နာရတဲ့သဘောမျိုးပြီးတော့နောင်နာရရဲဆိုတော့ short ပေးချင်လားဆိုတော့လေသူ short ပေးပြီးတော့မခေါ်ချင်ဘူးကိုတော့ like ပြီး store လုပ်နေရဲ့ကိုရဲ့ social circle ကိုအများတန်းသူစောင့်ကြည့်တယ်ကိုဘာတွေလုပ်နေမလဲဘယ်သူနဲ့ဘယ်လိုချင်းနေဖြစ်နေမလဲဆိုတော့သူသိချင်နေပါတယ်တဲ့